ခုခေတ်ဘုန်းကြီးကြောင့်နေဆွမ်းစားကြောင့်လုပ်ပြီးကြောင်းမှာပဲချက်စားနေအဲ့ဒါကိုစားနဲ့မညီဘူးလို့တော့မပြောနဲ့စားတဲ့ခွင့်ပြုပြီးသားအဲ့ဒါတွေနော်မသိရင်ပြောမိတတ်တယ်ပေါ့လူတွေကနောက်တစ်ခါတာမန်ဘက်ကတခါတရံကျတော့ဆွမ်းခတ်လို့မရဘူးကပ္ပိယကလည်းစိတ်မချရဘူးကပ္ပိယချက်ခိုင်းရင်သူပဲစားသွားကိုရော်လေးမကြွေးဘူးသူလည်းစားတာဟုတ်အဲ့ဒီတော့ခါမျိုးကြရဟန်းတွေကကပ္ပိယမခိုင်းတော့သူတို့ကိုယ်တိုင်ချက်စားအဲ့ဒါကိုတာမန်ဘက်ကလို့ခေါ်တယ်အမို့နိုင်ငံခြားရောက်နေတဲ့ကိုရော်တွေဟာတခါတခါကျတော့သူတို့ဟာဒီချက်စားတယ်ချက်မစားလို့ရှိရင်ဆွမ်းခတ်လို့မရဘူးဆွမ်းကလို့မရတော့အဲ့ဒီ၃မျိုးမြတ်စွာဘုရားခွင့်ပြုတာရှိတယ်အတော်ဘက်ကကျောင်းထဲမှာချက်ခွင့်ဒါကပ္ပိယနဲ့ချက်တာတာမန်ဘက်ကကိုယ်တိုင်ချက်ခွင့်အတော်ဝုထကျောင်းထဲမှာစားစရာတောက်စရာတွေသုံးမိထားခွင့်ဆိုအဲ့ဒီအချက်၃ချက်ကိုဆွမ်းခံလို့လွယ်ပြီးဆိုရင်တော့မြတ်စွာဘုရားဒါတွေမလုပ်ကြနဲ့တော့ဆွမ်းခံလို့ခက်ပြီးဆိုတဲ့အရာဒေသကြတော့ဒီတိုင်းခွင့်ပြုထားတာရှိဒါမို့နိုင်ငံခြားနေတဲ့ဘုန်းကြီးတွေပါလေဆိုလို့ရှိရင်သူတို့ကိုယ့်ကိုချက်စားကြချက်စားချက်မစားလည်းဆုံးခတ်လို့မရဘူးလေတရားတော်ဘာတွေရှိလို့လာပို့တဲ့ဘုန်းကြီးတွေတော့ချက်စရမလို့ပေါ့အဲ့တော့အဲ့လိုခွင့်ပြုချက်တွေရှိလာတဲ့နောက်ပိုင်းကျတော့ဒါပါဘယ်လိုမြတ်စွာဘုရားခွင့်ပြုလာတာတော့ဆိုကိုယ်တိုင်တရားသိပြီးတော့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ကြီးရေရှည်တည်တံ့ဖို့မထိန်နိုင်ဘူးလေရေရှည်တည်တံ့ဖို့ကြတော့မြတ်စွာဘုရားကိုယ်တိုင်ကငါမရှိတဲ့နောက်ငါပညာခဲ့တဲ့ဓမ္မငါဟောခဲ့တဲ့ဓမ္မငါပညာခဲ့တဲ့ဝိနည်းသည်မင်းတို့ရဲ့ဆရာဖြစ်မယ်ဆိုတော့ပြောထားခဲ့တာရှိအဲ့ဒီဓမ္မဝိနည်းတည်တံ့ဖို့အတွက်ယဟန်တွေလိုအပ်တယ်ရဟန်းတွေလိုအပ်တယ်သာသနာ9000တည်တံ့မှုအတွက်ဒီရဟန်းတွေချမ်းနေရှိနေရမယ်အဲ့ဒီရှိဖို့အတွက်မြတ်စွာဘုရားအခြေအနေတွေပေးခဲ့တယ်တော့ဘာလို့လို့ဆိုဓမ္မဆိုတာကပုဂ္ဂိုလ်နဲ့ပဲသက်ဆောင်လို့ရတာဟုတ်ဘယ်လိုပုဂ္ဂိုလ်နဲ့သက်ဆောင်ရတာတော့ဆရာလုပ်တဲ့ပုဂ္ဂိုလ်ကတပည့်ကိုသင်ပေးပြီးရင်ဆရာကသိသွားအဲ့တပည့်စီအဲ့တရားကိုပြောင်းပေးခဲ့တယ်လက်ဆင့်ကမ်းခဲ့အဲ့ဒီတပည့်ကတခါသူ့တပည့်ကိုသင်ပေးလက်ဆင့်ကမ်းပြီးသူကသိသွား